အေယာမတယောက်နဲ့ပထမဆုံးဒူးရဲ့တိုက်ပွဲကိုအနိုင်ရပြီးနောက်မိုင်နကဝန်ပြောခဲ့တယ်လို့သူဟာတော်ရဲ့ပြန်လည်မွေးဖွားလာသူဆိုတာကိုသိလာတယ်။လျှက်စစ်မိုးကြိုးထိပြီးနောက်ဘက်ဒါနဲ့မိုင်နဲ့နှစ်ယောက်စလုံးမေးလျော့သွားပေမဲ့ကယ်ဆယ်ရေးဝန်ထမ်းတွေရောက်လာပြီးကယ်တင်ခံရတဲ့ defibrillator နဲ့လျှက်စစ်လိုင်းပထမဆုံးခံလိုက်ချိန်မှာမက်နကချက်ချင်းနိုးလာပြီးသူ့ကိုကယ်ဖို့ကြိုးစားနေတဲ့ဆေးဘက်ဝန်ထမ်းတယောက်လွတ်ထွက်သွားတယ်။ရန်သူအသက်ရှင်နေသေးလားသိချင်လို့မိုင်နာကဗက်ဒါရဲ့ကိုခန္ဓာနာတွားကြည့်ရမှာဗက်ဒါကပြန်လဲတိုက်ခိုက်လာပြီးလေဘင်းကိုဖမ်းဆုပ်ကနောက်လာအစ်စ်မတိုင်ခင်သူ့ကိုဖျက်ဆီးမယ်လို့ချိန်ချောက်တယ်အဲ့ဒီအချိန်မှာမိုင်နာကတောင်တန်းဘက်ကိုထွက်ပြေးဖို့ဆုံးဖြတ်ပြီးငှက်တကောင်ပြန်လာတာကိုမြင်ရတဲ့ထိုအခါမြေကြီးလှုပ်ခါပြီးသူဟာအခြားအတိုင်းအတာတစ်ခုကိုရောက်သွားကဝင်းနာကိုသူမရဲ့အမှန်တကယ်ပုံစံနဲ့တွေ့ရတယ်အနာဂတ်မြင်သူဝင်ကမက်နက်ဟာစစ်ပွဲကိုအဆုံးသတ်ပြီးလူသားတွေထပ်မံဒုက္ခမခံရအောင်ကာကွယ်ပေးရမယ့်ရွေးချယ်ခံရသူဖြစ်တယ်လို့ဖော်ပြတဲ့အေယာမတွေကသူ့မှာလျှက်စစ်စွမ်းအားရရှိလာတာကိုသိသွားပြီးအားလုံးအင်အားနဲ့လိုက်လံတိုက်ခိုက်လာမယ်လို့သတိပေးတယ်။ဒါကြောင့်မက်နက်ဟာသူ့လက်နက်ကိုအမြန်ဆုံးရှာဖွေရပြီးမဟာမိတ်တွေကိုစုစည်းရမယ်လို့ပြောတဲ့ထို့အပြင်အခြားဖျားတွေကလည်းကူညီဖို့ပေါ်လာမယ်လို့ပြောပြီးအချိန်မှန်ကိုစောင့်ဖို့အကြံပေးတယ်။နောက်ပိုင်းမှာဖေရော့ကအိမ်ပြန်ရောက်တဲ့အခါမိသားစုနဲ့မျက်နှာချင်းဆိုင်ရပြီးဂရိတ်ကိုမဖြတ်နိုင်ခဲ့တာကသူမကိုချစ်လို့ဖြစ်ကြောင်းပြောတယ်မိဘတွေအမကိုချင်းချောက်ပြီးဂရိတ်ကိုမထိခိုက်စေဖို့ပြောကအိမ်ကထွက်ခွာဖို့အိတ်တွေထုတ်တယ်ဗီလာကမန်နာကိုတိုက်ဖို့နေဖို့ဆွဲဆောင်ပေမဲ့ဖေရော့ကမိဘအမိန့်တွေကိုလိုက်နာရတာပြင်ပန်းလာလို့ကိုပိုင်လန်းကိုရွေးချယ်ပြီးအေယာမအမွေနစ်ကိုဆွတ်လုကဂရိုင်းနဲ့အခြေရေးကိုရွေးချယ်တယ်မက်ဂနက်ကအကိုလော့ရစ်ကိုအိမ်ပြန်လာတာမြင်ပြီးဖြစ်ပျက်ခဲ့သမျှပြောပြပေမဲ့လော့ရစ်ကမယုံကြည်ဘူးနောက်နေ့မနက်မှာ Larry က Judel Industries ကိုမြို့ရည်တူညီညံ့မှုကြောင့်စုံစမ်းစစ်ဆေးနေတယ်ဆိုတာသတင်းတွေကသိရတယ်ထရစ်ကခင်ပွန်းဆုံးပါသည့်အထိမ်းအမှတ်နေ့ဖြစ်လို့ကလေးတွေကိုတင်းချိုင်းကိုခေါ်သွားတယ်လော်ရစ်ကမိသားစုတပ်ပုံဟောင်းကိုကြည့်ပြီးကိုယ်တိုင်ဟာအဖေတူမထင်ဘူးလို့ခံစားရတယ်မိုင်နာကတော့အစပရနဲ့အရန်တူနေလို့မိဘတွေကသူ့ကိုပိုချစ်တာလို့ယူဆတယ်မိုင်နာက Eric ကိုတွေ့ပြီးကျောင်းကိုပြန်လက်ခံမယ်ဆိုတာသိရတယ်တမိုင်းဆရာကိုလှုပ်ကိုကူညီခဲ့တဲ့ဖေယားတွေအကြောင်းမေးပြီးတော့ဟာသူ့ရဲ့တလုံးတူဖြင့်စစ်ပွဲကိုအနိုင်ရခဲ့တယ်ဆိုတာသိလာတယ်ကာမစတင်နိုင်တော့လို့ထရက်ကမက်ကင်းနစ်ဆိုင်ကိုတွားပြီးဟာရီကိုတွေ့တဲ့အခါမက်နာကသူ့တန်တုံးလူကိုဖန်တီးပေးနိုင်မဲ့သူဖြစ်ကြောင်းသိလာတဲ့စူပါမားကတ်မှာဝန်နာကိုတွေ့ပြီးမက်နာကိုစားတိုက်ပေးဖို့ပြောတယ်မြို့တံတားမှာပထမဆုံးမဟာမိတ်ဖျားကိုတွေ့ရမယ်လို့ပြောပြီးမင်းကလည်းနက်ဖျားမဖြစ်တယ်ဆိုတာသိလာတယ်အမန်ကလူတွေကိုစီးယုံနိုင်တဲ့စွမ်းအားရှိပြီးပါတီတစ်ခုမှာလူတစ်ယောက်ကိုသူမရဲ့ကျုံလိုလှုပ်ခိုင်းနိုင်တဲ့ထရက်ကလော်ရစ်ကိုသူ့အဖေကြောင့်အမှန်တရားပြောပြတယ်ဗက်ဒါကထရက်ပြောတာကိုကြားပြီးကျေးဇူးတင်ကဝက်စ်ကိုတွေ့ဖို့သွားတယ်ဗက်ဒါနဲ့လော်ရစ်ကိုတွေ့တဲ့အခါမိုင်းနဲ့ဒေါသထွက်ပြီးမတော်တဆမျိုးလုံးဆိုင်ရာလျှက်စစ်ကွန်ရက်ပျက်စီးသွားတဲ့ရန်ကလူသားနဲ့အေယာမအတူကလေးမရနိုင်ဘူးလို့ယုံကြည်လို့လော်ရစ်ဟာဗိုက်ဒါရဲ့တားမဟုတ်ဘူးလို့မယုံကြည်နိုင်ဘူးမက်ဂနက်စ်ကသူ့တန်လုံးတူကိုစမ်းသပ်ပေမဲ့ပြန်မလာဘူးရေတုညဉ့်ညံ့မှုကြောင့်လူတွေကိုရေမတောက်ဖို့တတိပေးကြောင်းသတင်းထဲမှာကြားရတဲ့ရန်ကမိသားစုကိုကာကွယ်ဖို့ကြိုးစားပေမဲ့အရာအလုံးပိုဆိုးလာတဲ့ရန်ကထရနဲ့ကလေးတွေကိုထိခိုက်စေဖို့ကြိုးစားတဲ့အခါမက်ဂနက်ကအမေကိုကဲတင်တဲ့ဝန်နာကလက်နက်အကြောင်းပြောပြီးအေယာမတွေမှာအဟောင်းလက်နက်တွေရှိကြောင်းတတိပေးတဲ့နောက်ဆုံးမှာရန်ကဝင်းညာကိုတက်ပြီးဝန်နာကရဲတင်ကိုသူ့လက်ဆွဲလွှဲပေးကကိုခန္ဓာပြဖြစ်သွားတယ်ဝင်လက်ဆုံးပါသွားတာကြောင့်မက်ဂနက်ဒေါသထွက်ပြီးမိသားစုကိုဖျက်ဆီးမယ်လို့ကတိပြုတဲ့နောက်ပိုင်းမှာအိုဒင်ဟာအမှန်တကယ်အိုဒင်ရဲ့ပြန်လည်မွေးဖွားလာသူဖြစ်ကြောင်းသိလာတဲ့ဝေါ်ရစ်ဟာလော့ခရဲ့သဘောတဘာဝလိုတစ္ဆာမရှိသူဖြစ်နိုင်ကြောင်းတတိပေးခံရတဲ့နောက်ဆုံးတွင်မက်ဂနက်ကသောရဲ့တန်တုံးတူကိုပြန်လည်ဖန်တီးနိုင်ပြီးလျှက်စစ်မိုးကြိုးတွေနဲ့စွမ်းအားပြန်ရလာတဲ့ဗီဒီယိုတေဆုံးပြီးနောက်မက်ဂနက်ဟာစစ်ပွဲထဲမပါဝင်ခြင်းတော့ပေမဲ့အခြေအနေတွေကသူ့ကိုပြန်လည်ဆွဲခေါ်လာတယ်ဇလန်းကဒီမှာပဲအဆုံးသတ်သွားပါတယ်ဗီဒီယိုကိုကြိုက်ရင် channel ကို like နဲ့ subscribe လုပ်ဖို့ဖိတ်ခေါ်ပါတယ်